နိုင်ငံပေါ်မြက်ပြန်ထုံနေကြဒီမိတ်ဆာများကိုတွန်းလှန်မစနေဆိုးကိုဝန်ရထားတဲ့တောက်တိုင်များကိုဝိုင်းပြူကြမှန်တရားတော့တည်နေမှာငါတို့သွေးနဲ့ရွှေစမြရှာဖွေရှင်နေခဲ့သမျှစိတ်ပင်တွေလားမင်္ဂလာပါမိတ်ဆွေတို့အတွေ့အကြုံဖြစ်တဲ့ Black Money Campaign ရဲ့ One Street Call Podcast အစီအစဉ်လေးတစ်ဖန်ပြန်လာပါပြီကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဟာရုပါဒီနေ့မှာတော့တိုင်ကြားစာတစ်ခုအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်လူ့ခွင့်ရေးကော်မရှင်ကိုတိုင်ကြားစာပို့ရတဲ့ဆက်ဆက်တဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးမှာပါတိုင်ကြားစာလက်ခံရရှိတဲ့လူ့ခွင့်ရေးကော်မရှင်ကဘယ်လိုလုပ်လဲဒီတိုင်ကြားစာကရောဘယ်လိုအကြောင်းတိုင်တာလဲပြီးတော့ဘယ်မှာတိုင်တာလဲစတာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဒါတွေကိုရှင်းပြပေးဖို့တွေးဆုံရေးခက်တော်ရေးလှုပ်ရှားမှုအဖွဲ့ Black Money Campaign ကရဲဘော်မူလန်နဲ့မိုက်ကိုဖိတ်ကြားထားပါတယ်ပထမဆုံးအနေနဲ့ရဲဘော်မူလန်နဲ့ဆက်လိုက်ပါမယ်မင်္ဂလာပါမူလန်ဒီနေ့အစီအစဉ်ကကျွန်တော်တို့တိုင်ကြားစာနဲ့ပတ်သက်ပြီးတော့အများပြည်သူကိုရှင်းပြပြောပြတင်ဆက်မယ့်အစီအစဉ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါရေပေါ်ကြီးပထမဆုံးအနေနဲ့မေးချင်တာကမေလ29ရက်နေ့ကဒီ Black Money Campaign ကနေထိုင်းလူ့ခွင့်ရေးကော်မရှင် National Human Rights Commission ထိုင်းနဲ့ NHRCT ကိုတိုင်ကြားစာပေးပို့ခဲ့ရတဲ့ပတ်သက်ပြီးတော့ရှင်းပြစီချင်တာပါမြန်မာပြည်တွင်းကထိုင်းရေနံနဲ့တဘာဝဓာတ်ငွေ့ကုမ္ပဏီတွေကြောင့်နေဆက်ဖြတ်ကျော်လူ့ခွင့်ရေးတက်ရောက်မှုများဆိုတဲ့ခေါင်းစဉ်နဲ့တိုင်ကြားစာတစ်စောင်ပေးပို့ခဲ့တာကိုသိထားရပါတယ်ဆိုတော့ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ဘာလို့တိုင်တာလဲဘယ်သူကိုတိုင်တာလဲနဲ့ဒီတိုင်ကြားစာကနေရောဘာတွေမျှော်လင့်လဲဆိုတာကိုပြောပြပေးပါဦးဗျဒီပြီးခဲ့တဲ့မေလ25ရက်မှာပေါ့နော်ဒီ Black Money Campaign သူတို့ဖြစ်တော်ရေးလှုပ်ရှားမှုအဖွဲ့နဲ့ဒီ Campaign for New Myanmar ဆိုတဲ့အဖွဲ့တစ်ခုကနေပြီးတော့ဒါထိုင်းနိုင်ငံလူ့ခွင့်ကော်မရှင်ဟိုတရားဝင်တိုင်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်ပေါ့နော်။ဘာလို့တိုင်တာလဲဆိုတော့မြန်မာနိုင်ငံထဲမှာဖြစ်နေတဲ့ဒီလူ့ခွင့်ချိုးဖောက်မှုတွေပြီးတော့ဒီနေဆက်ဖြတ်ကျော်လူ့ခွင့်ထိခိုက်မှုတွေကနော်ထိုင်းစွမ်းအင်ကုမ္ပဏီဒီနယ်နဲ့တဘာဝဓာတ်ငွေ့ကုမ္ပဏီတွေရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကြောင့်ဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်ဒါတွေကိုစုံစမ်းစစ်ဆေးပြီးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်ပေါ့။ဒါ2021 February မြန်မာစစ်အုပ်စုကအာဏာလုယူပြီးတဲ့နောက်ပိုင်းပေါ့နော်။ပြည်တွင်းထဲမှာမြန်မာစစ်အုပ်စုဒီစစ်ရာဇဝတ်မှုမျိုးစုံကျူးလွန်တဲ့တခါပြီးတော့ဒီရေနံဓာတ်ငွေ့ပိုင်လိုင်းရှိတဲ့တနင်္လာရီတိုင်းဒေသပေါ့နော်ဒီပိုင်လိုင်း area တွေမှာဆိုလည်းလူ့ခွင့်ချိုးဖောက်မှုတွေရှိတယ်။တနိုင်ငံလုံးကိုလည်းဒါဒီလေကြောင်းပို့ချတိုက်ခိုက်မှုတွေပြုလုပ်တယ်အဲ့တော့ဒီလိုမျိုးတွေပြုလုပ်နေတာတိလျက်နဲ့တစ်ဖက်မှာဒီမြန်မာစစ်အုပ်စုနဲ့တူတူဒီကုမ္ပဏီတွေဟာလက်တွဲအလုပ်လုပ်တာမရက်ဘူးအဲ့ဒီပြင်ကိုနောက်ထပ် project တစ်တွေလက်မှတ်ထိုးတယ်လစင်တန်းနဲ့ချီမြန်မာစစ်အုပ်စုကိုပတ်စံလွှဲတယ်ပေါ့နော်တကယ်ဆို MOG က sanction ချထားတဲ့ entity တစ်ခုဖြစ်တယ်ပေါ့နော်သူ့ဒါကပိတ်ဆို့ရေးယူထားတယ်ဒီ American EU ပေါ့နော်အနောက်နိုင်ငံတွေကတန်ခတ်ပိတ်ဆို့ရေးယူထားတယ်ဒါပေမဲ့လေထိုင်းကုမ္ပဏီတွေကတော့မြန်မာစစ်အုပ်စုနဲ့ဆက်ပြီးလက်တွဲအလုပ်လုပ်နေအဲ့တော့တစ်ဖက်မှာဒီဓာတ်ငွေငွေတွေကဒီစစ်အုပ်စုရဲ့လက်နက်ဒီလေရင်စီစစ်လေရင်ဝယ်တဲ့ငွေကြေးတွေဖြစ်နေတယ်ပေါ့အဲ့တော့ဒါဒီသူတို့ဒီ right ဒါ business and human rights ဆိုတဲ့ language တွေကိုချိုးဖောက်တာဖြစ်တယ်ပေါ့နော်ဒီနိုင်ငံတကာကုမ္ပဏီတွေပေါ့နော်အဲ့တော့ကိုကျွန်တော်တို့က Thai လူ့ခွင့်ရေးကော်မရှင်ကိုဒီကုမ္ပဏီတွေရဲ့ချိုးဖောက်မှုတွေကိုစုံစမ်းစစ်ဆေးပေးပါပေါ့နော်ပြီးတော့လိုအပ်တဲ့ take action ယူဖို့အတွက်ကိုကျွန်တော်တို့ကတိုင်ကြားတာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီတိုင်ကြားစာမှာဆိုရင်ဒီ commission အနေနဲ့တရားဝင်စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်ပေးဖို့ပေါ့နော်ပြီးတော့ဒီမှာ Thai စွမ်းအင်ကုမ္ပဏီရဲ့စီမံကိန်းတွေကြောင့်ထိခိုက်နေနိုင်ခဲ့ရတဲ့လူမှုအတိုင်းဝိုင်းတွေပေါ့နော်ပြီးတော့ဒါရပ်ဖက်ဖွဲ့စည်းတွေလူခွင့်အဖွဲ့တွေတခါပြီးတော့UN Special Reporter ပေါ့နော်ပြီးတော့ OCHA စတဲ့အဖွဲ့အစည်းအသီးသီးကလည်းထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေအကြံပြုချက်တွေရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကိုလည်းထည့်သွင်းစဉ်းစားပေးဖို့လည်းကျွန်တော်တို့တောင်းဆိုထားပါတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဒါတရားမဝင်မြန်မာစစ်အုပ်စုကဒါမြန်မာပြည်သူတွေပေါ်မှာလက်နက်အင်အားအသုံးပြုပြီးတော့ဒါအာဏာဆက်လက်လူယူထားခြင်းဖြစ်တယ်ပေါ့နော်ဒီအခြေအနေကဒီအာဏာလူယူမှုကိုခေါင်းဆောင်ခဲ့တဲ့ဒါစစ်အုပ်စုရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကလက်ရှိမှာလဲစစ်တပ်ထင်းချုပ်ထားတဲ့လွှတ်တော်ကနေပြီးတော့အတူရောင်ရွေးကောက်ပွဲပြီးတဲ့အချိန်မှာကိုကိုသမ္မတအဖြစ်ခန့်အပ်ထားတာဖြစ်တယ်ပေါ့နော်နိုင်ငံတကာကိုဒီမိုကရေစီကိုကူးပြောင်းနေပါပြီဆိုပြီးတော့ဒါပြောဆိုနေတော်လဲပဲဒီမြန်မာစစ်အုပ်စုဒီပေါ့နော်မင်းအောင်လှိုင်ဦးဆောင်တဲ့ဒါစစ်အုပ်စုဒီရက်သားတွေပေါ်ကိုဒါစုလိုက်ပြောင်းလိုက်တက်ဖြတ်တာတွေဒါinternet လူခွင့်ချိုးဖောက်မှုတွေပြီးတော့ဒီစစ်ရာဇဝတ်မှုတွေနေ့စဉ်လေကြောင်းပုံချက်တက်ခိုက်တာဒါတွေဆက်လက်ကျူးလွန်နေစေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနိုင်ငံတကာဥပဒေကိုချိုးဖောက်နေတဲ့မင်းအောင်လှိုင်အုပ်စုကိုငွေပေးချေနေရတွေကဒါဟာ
သူတို့ကျူးလွန်နေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဒီရာဇဝတ်မှုတွေကိုထောက်ပံ့နေတာဖြစ်တယ်ဒါဟာ business and human right ကိုတိုက်ရိုက်ချိုးဖောက်နေတာလည်းဖြစ်တယ်ပေါ့နော်ထိုင်းကုမ္ပဏီတွေအနေနဲ့ဆိုရင်ဒါ business and human right ကိုတိုက်ရိုက်ချိုးဖောက်နေတာလည်းဖြစ်တယ်အဲ့တော့ကိုကျွန်တော်တို့ဒီတိုင်ကြားစာထဲမှာ PTT PTTEP Northern Gulf Petroleum တို့ကိုပေါ့နော်ဒါတေချာတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့အတွက်ကိုကျွန်တော်တိုက်တွန်းထားတယ်ဘာတွေပြောထားလဲဆိုတော့ဒီကုမ္ပဏီတွေကဒါစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေမှာထပ်ပြီးတော့ငွေကြေးရပံ့ပိုးတာတွေမလုပ်ဖို့အတွက်ကိုစစ်အုပ်စုကိုဒီလစဉ်တန်းတဲ့ချီငွေလဲနေရာတွေကိုရက်တန့်ပေးဖို့လိုတယ်ရက်တန့်ပေးရမယ်ပေါ့နော်ပြီးတော့ဒီဓာတ်ငွေတွေဟာပြည်သူ့ဘဏ္ဍာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီငွေတွေကို escrow account နဲ့ထည့်ဖို့အတွက်ကိုကျွန်တော်တို့ပြောထားတယ် escrow account ဆိုတာကစစ်အုပ်စုထုတ်ယူသုံးစွဲလို့မရတဲ့ account ဖြစ်တယ်နောက်ထပ်အချက်ကကြတော့ဒါမြန်မာနိုင်ငံမှာဒီသဘာဝဓာတ်ငွေကဏ္ဍမှာပေါ့နော်ဒီရင်းနှီးမြှုပ်နှံမှု project စီမံကိန်းအသစ်တွေထပ်မလုပ်ဘူးရပ်ဆိုင်းဖို့လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေကိုလည်းတာဝန်ယူမှုရှိစွာဒီလုပ်ငန်းကိုဖြော့ချပြီးတော့ထွက်ခွာသွားဖို့အတွက်ကိုကျွန်တော်တို့တောင်းဆိုထားရပေါ့နော်ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုရင်ဒါ MOGEP မြန်မာရင်းနှီးသဘာဝဓာတ်ငွေလုပ်ငန်းဒီဒဏ်ခတ်ပိတ်ဆို့ရေးခံထားရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဒီရင်းတပတ်ပိတ်ဆို့မှုတွေကိုလည်းအကောင့်ထဲပို့ဖို့ပေါ့နော်လိုက်နာဖို့အကောင့်ထဲပို့ဖို့အဲ့အပြုံမှာဒါမဖြစ်မနေလိုက်နာဖို့လိုတဲ့လူခွင့်ရေးဆိုင်ရာ due diligence ဥပဒေတွေကိုပြဋ္ဌာန်းပေးဖို့အတွက်ကိုလည်းဒါကျွန်တော်တို့ဒီတိုင်ကြားစာအနေနဲ့ထိုင်းအစိုးရကိုလည်းတိုက်တွန်းထားပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာပြောချင်တာကဒါစစ်အုပ်စုက MOG ကိုပြေဝထိန်းချုပ်ထားတယ်ဒါထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသူရဲ့လက်အောက်ခံ PTTEP နဲ့ဒီထိုင်းပုဂ္ဂလိကပိုင် Northern Gulf Petroleum ဒီကုမ္ပဏီတွေကဒါမြန်မာစစ်အုပ်စုဆက်ပြီးကျူးလွန်နေတဲ့ internet လူခွင့်ချိုးဖောက်မှုတွေဆောင်ရွက်နိုင်မှုတို့ကိုလဆင်ထိုင်းဘဏ်ငွေတန်းပေါင်းများစွာပေးချေနေတာဖြစ်တယ်ဒါဟာစစ်အုပ်စုရဲ့နေစဉ်ရသားတွေပေါ်မှာကျူးလွန်နေတဲ့သိရသောမှုတွေနဲ့အစုလိုက်ပြောင်းလိုက်တပ်ဖြတ်မှုတွေကိုငွေကြေးဆိုင်ရာအရာပူးပေါင်းပါဝင်တာဖြစ်တယ်အဲ့တော့တခါဓာတ်ငွေပိုင်လိုင်းတစ်လျှောက်ကဒီလူမှုအတိုင်းဝိုင်းနဲ့ပေါ့နော်ဒီမြန်မာနိုင်ငံတဝင်းကအရသားပြည်သူတွေကလည်းဒါပြင်းထန်တဲ့လူခွင့်ချိုးဖောက်မှုတွေကိုနေ့စဉ်ရင်ဆိုင်နေရတယ်အဲ့တော့ဒီကုမ္ပဏီတွေဒီနိုင်ငံတကာစီးပွားရေးနဲ့လူခွင့်ရေးစံနှုန်းတွေချိုးဖောက်နေတာဖြစ်တယ်ပြီးတော့တစ်ဖက်မှာလည်းထိုင်းနိုင်ငံကဒါ OECD ကိုဝင်ရောက်ဖို့အတွက်သူတို့ကြီးမှန်းထားတာရှိတယ်ဒါကိုလည်းချိတ်ခိုက်နိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့တောင်းဆိုတာကတော့ဒါထိုင်းနိုင်ငံလူခွင့်ကော်မရှင်အနေနဲ့ဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးပြီးတော့စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုထောက်ပံ့ပေးနေတဲ့ဒီဓာတ်ငွေဝေပေးချေမှုကိုရပ်တန့်ပေးဖို့အတွက်ကိုလည်းကျွန်တော်တို့တောင်းဆိုထားပါတယ်ပေါ့နော်ကျေးဇူးပါမူလဲဒါကတော့တိုင်ကြားစာနဲ့ပတ်သက်ပြီးထိုင်းလူခွင့်ရေးကော်မရှင် NHRCT ကိုဘာလို့တိုင်နေဆိုတော့နားထောင်ခဲ့ရတာဖြစ်ပါတယ်ဆိုတော့အခုကိုမိုက်ကိုမေးချင်ပါတယ်မင်္ဂလာပါကိုမိုက်ရေတိုင်ကြားစာမှာနေဆက်ဖြတ်ကျော်လူခွင့်ရေးတက်ရောက်မှုများဆိုတဲ့ခေါင်းစဉ်နဲ့တိုင်ထားတာဆိုတော့ဘယ်လိုမျိုးနေဆက်တစ်လျှောက်မှာလူခွင့်ရေးချိုးဖောက်မှုတွေတက်ရောက်မှုတွေရှိနေတာလဲဗျ။နောက်ပတ်သက်ခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတော့သမိုင်းနဲ့ခြေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေလို့ကျွန်တော်ပြောလို့ရပါတယ်။အဲ့တော့အခြေခံကြပြောရင်တော့ဗျာဒါ1988နော်လူထုအုပ်ချုပ်မှုနဲ့တော်လှန်ရေးဖြစ်ခဲ့တယ်။89 90မှာ89 90မှာဒီ total ဘယ်လိုလဲပေါ့နော်အဲ့ဒီကနေတူတူ PTT ဒီတစ်ခါတည်းတွဲပြီးပါလာခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်နဲ့နော်အဲ့တော့ကျွန်တော်ပြန်ကြည့်တော့လူခွင့်ရေးချိုးဖောက်မှုလို့ပြောရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း30ကနော်ကျွန်တော်တို့ဒီအာနာသိမ်းမှုပေါ့နော်1988နောက်ပိုင်းပေါ့နော်89 90အဲ့မှာအာနာသိမ်းမှုဖြစ်ပြီးတော့နော်ဒီစစ်ကြုံဘဝမှာပေါ့နော်ကျွန်တော်တိုင်းပြည်ပြည်သူတွေနှစ်ပေါင်း30လောက်ဇက်တိုက်နေခဲ့ရအဲ့ဒီဟာဒီဘယ်ကဘာကြောင့်ဖြစ်ခဲ့လဲလို့ပြောရင်တော့ဒီရင်းနဲ့ဝါတန်းကကနေရတဲ့ပတ်စံတွေကြောက်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီချိန်ကနေပြီးတော့တို့ချုပ်ခဲ့တဲ့စာချုပ်စာတမ်းတွေဒီကျွန်တော်တို့ပြန်လည်မိတော့မရှိခဲ့ဘူးစာချုပ်တွေလည်းအချိန်ချင်းချုပ်ဆိုတယ်လို့ကျွန်တော်အကြားပဲကြားမှုတယ်အတိအကျလည်းဘယ်သူမှမမြင်အောင်အဲ့ဒီစာချုပ်တွေပြန်လည်ပြောရရင်တော့ညှိနှိုင်းစင်မှာလှုပ်ဝက်ပြီးတော့ဒါစာချုပ်ဖြစ်သွားတဲ့အချိန်မှာနိုင်ငံတော်လှုပ်ဝက်ချက်ဖြစ်သွားတဲ့အတွက်ကြောင့်ဘယ်သူမှလည်းအဲ့ဒါကိုသိခွင့်မရဘူးနော်တိတ်ချာတော့အခုကျွန်တော်ပြန်ကြည့်လိုက်ရင်ဒီမြန်မာနိုင်ငံဆိုင်ရာဒုက္ခရထုတ်ကိုလည်းပဲဖြစ်ဖြစ်နောက်တခြားသောနိုင်ငံတကာအဖွဲ့အစည်းကြီးတွေပေါ့သူအနာပါမယ်ဖွဲ့စည်းတယ်နဲ့အားလုံးကတကယ်ကျွန်တော်လည်းပြောကြတဲ့ဟာကဘာလဲဆိုတော့ဒီစစ်အုပ်စုကပေါ့နော်စစ်တပ်ကဗမာပြည်သူတွေနေ့စဉ်နဲ့မျှတမ်းဖက်ရဲ့ဆက်လူခွေချုပ်ဖောက်မှုတွေရောစစ်ရာဇဝတ်မှုတွေရောလူသားမျိုးနွယ်ကိုနော်ချင်းချတဲ့ရာဇဝတ်မှုတွေရောနော်အဲ့ဒါတွေကိုသူတို့ဘာနဲ့ကျူးလွန်နေလဲဆိုတော့အဲ့ဒီရင်းနဲ့သဘောတမန်ကထွက်တဲ့ပတ်စံတွေနဲ့ပဲကျူးလွန်နေတာဖြစ်တယ်နော်တမိုင်းမှာပြချင်းလဲကျွန်တော်တို့ကြားပုကြပါလိမ့်မယ်ဒီ total ရဲ့ရတနာတန်းခွင့်စီမံကိန်းပေါ့နော်အဲ့ဒါစတင်တဲ့အချိန်နောက်ပိုက်လိုင်းကြီးပေါ့အဲ့ဒါတော့ကျွန်တော်တို့ဒါမော်ဒမပိုက်လိုင်းစီမံကိန်းကုမ္ပဏီလို့ခေါ်တယ်ဒါပါတော့
တော့အဲ့ကန်းတော်မှာရှိတဲ့ရင်းနဲ့တူးတဲ့လုပ်ငန်းရောဒီပိုက်လိုင်းလုပ်ငန်းရောအဲ့ဒီဟာနဲ့လုပ်ခဲ့တဲ့အစဉ်ကာလမှာဒီ data မှာနော်ကျွန်တော်တို့ဒီပွဲ data ပေါ့လေနော်အဲ့ဒီတပွဲ data မှာလူကိုရချိုးပေါက်မှုတွေနေနေရတွာလုံးကြောင့်မရှုံမှုတွေမလေးချမှုတွေတက်တက်မှုတွေရေရာသိမ်းဆက်မှုတွေတောက်လျှောက်ခက်ခဲကြတယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းတချို့ဖွဲ့စည်းတွေဒီနော် Upright International လိုမျိုးကနော်ကျွန်တော်တို့ American တရားရုံးမှာတရားစွဲတဲ့အခြေအနေထိကျွန်တော်ပြတ်ခဲ့တဲ့ဟာတွေလည်းရှိတယ်အဲ့တော့ပွင့်လင်းပြောတော့ဗျာအဲ့ဒီလူကိုရချိုးပေါက်မှုတွေဒီနေ့တက်ထိကျွန်တော်တို့ဖြည့်ရှင်းပေးတယ်လို့ကျွန်တော်ပြောလို့မရဘူးနော်အဲ့ဒီနဲ့နာသွားတဲ့ကျွန်တော်တို့ဒီတွာသားတွေနော်အသက်ဖြတ်ခံရတဲ့နော်မေးရှုခံရတဲ့နော်တွာတယ်အဲ့ဒီဟာတွေတခုဒီနေ့ထိရှိနေနေတာဖြစ်တယ်အော်တစ်ဖက်မှာလည်းကျွန်တော်တို့ပြန်ကြည့်ရင်အခုကျွန်တော်တို့2021အာဏာသိမ်းမှုဖြစ်တယ်တကယ်ကိုကျွန်တော်တို့ရဲ့ရာဇဝင်တွေတပတ်ပြန်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်နော်ဒီအခု Northern Gulf Petroleum ဆိုပြီးတော့နော်နော်တက်ဆိုင်တို့ပိုင်နေနော်ပါတဲ့ဒီကုမ္ပဏီကနေပြီးတော့အခုM15 မှာလောက်ကအစ်ပေါ့နော်အဲ့မှာကျွန်တော်တူဖို့မယ်ဆိုပြီးတော့ပြောကြတယ်နော်လက်ဖက်တွေပါထိုးကြတယ်တော့1989နော်89မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်အတိုင်းပဲသမိုင်းတစ်ပတ်လည်းပြန်ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီကိစ္စကိုထိုင်းလူ့ခွင့်ရေးကော်မရှင်နေနဲ့ဟတ်တာပေးဖို့နော်ဒါရင်သမိုင်းဖြစ်ခဲ့တဲ့ရောအခုဖြစ်လာလက်ရှိဖြစ်နေတဲ့နော်ဒီဆက်အုပ်စုကနေ့စဉ်နဲ့မြဒီလူ့ခွင့်ရေးချုပ်ဖောက်မှုတွေနော်လူသားမျိုးနွယ်ပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေမစစ်ရာဇဝတ်မှုတွေနေ့တိုင်းနေ့စဉ်နဲ့မြနော်လူသားမီးရှုံမတင်းချစ်အဲ့ဒီလုံနေတဲ့ပတ်စံတွေအားလုံးကဘယ်ကနေလာလဲဆိုတော့ဒီနဲ့သဘောတမ်းကနေလာတာဖြစ်တယ်အဲ့လက်စင်နဲ့အမြဒီ PTT ကုမ္ပဏီတွေလက်ရှိချိန်ဒီမှာဆိုရင်သူကိုယ်တိုင်နော်တူးတယ်သူပဲအဲ့ဒါတက်ဖို့တယ်ဝယ်တဲ့လူလည်းသူပဲနော်အဲ့တော့အဲ့လိုမျိုးဒီလမ်းနေနဲ့သူကစစ်ရာဇဝတ်မှုတွေနော်စစ်တပ်ရဲ့ရာဇဝတ်မှုတွေတောက်လျှောက်တိုက်ရိုက်ထောက်ပံ့နေတာဖြစ်တယ်ဒါကြောင့်ဒါကိုတိုင်းလူ့ခွင့်ရေးကော်မရှင်နဲ့ဟတ်တာပေးဖို့လက်ရှိဖြစ်ပျက်နေတဲ့ဟာတွေကဟတ်တာပေးဖို့အတားရဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်သူတွေထိခိုက်မဲ့မှာတန်းငွေပိုင်လိုင်းတန်းငွေဘက်ကိုမဝယ်ဖို့ပါရပြောနေမှာပေါ့။ဘာဒီပတ်စံတွေကစက်တန်းနဲ့မဆိုင်ဘူးမြန်မာပြည်သူတွေပိုင်တာဒီတန်ဆိုတာတွေကမြန်မာပြည်သူတွေပိုင်တာဒါကြောင့်ဒီမြန်မာပြည်သူတွေလက်ခံတဲ့နော်ရွေးကောက်တင်မြှောက်တဲ့ဒီမြန်မာပြည်သူတွေကစက်တန်းတဲ့ရွေးကောက်တင်မြှောက်မှုမရှိတဲ့ဒီစစ်တပ်ကိုကျွန်တော်တို့မပေးဘဲနဲ့နော်ထိန်းချုပ်ထားတဲ့နော် escrow ကောက်ထဲမှာပတ်စံတွေထည့်ဖို့ဆိုတော့ကျွန်တော်တောက်လျှောက်တောင်းဆိုကြတာဖြစ်တယ်။တော့လည်းပဲပြည်ပြည်နားထောင်နော်ဒါကြောင့်ကျွန်တော်ထိုင်းနိုင်ငံရဲ့ဒါတိကျလောက်လက်တော့ process ခုဖြစ်တဲ့ကျွန်တော်လူ့ပြည်ကော်မရှင်ကျွန်တော်တန်ကြားချက်ဖြစ်ပါတယ်လို့ကျွန်တော်ပြောတယ်။ကျေးဇူးပါကိုမကြီး။နားထောင်ပေးခဲ့ကြတဲ့တော်လန်မိတ်ဆွေပေါင်းလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီနေ့ကျွန်တော်ဟာရုတင်ဆက်ပေးခဲ့တာကတော့မြန်မာစစ်အုပ်စုရဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့ဆက်နွယ်နေတဲ့ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နဲ့ Northern Gulf Petroleum တို့ကိုစုံစမ်းစစ်ဆေးဖို့ထိုင်းလူ့ခွင့်ရေးကော်မရှင်ကို Black Money Campaign နဲ့ Campaign for New Myanmar အဖွဲ့တို့ကဘာလို့တိုင်ကြားခဲ့တယ်လဲဆိုတဲ့အကြောင်းအရာကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှာတော့တိုင်ကြားခံနိုင်ရတဲ့ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP နဲ့ Northern Gulf Petroleum တို့ကဘယ်လိုမျိုးလူ့ခွင့်ရေးချိုးဖောက်မှုတွေမှာပေါင်းပတ်သက်နေရလဲနဲ့တိုင်ကြားစာမှာဘာတွေလုပ်ဖို့တောင်းဆိုတိုက်တွန်းထားတယ်။ပြီးတော့ထိုင်းလူ့ခွင့်ရေးကော်မရှင်ရဲ့တိုင်ကြားစာအပေါ်တုံ့ပြန်မှုကရောဘယ်အခြေအနေထိရှိလဲဆိုတာတွေကိုတင်ဆက်ပေးမှာမို့လို့စောင့်မျှော်နားထောင်ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ဟာရုပါ။